မင်္ဂလာရှိသောနေ့တစ်လေးအတွက်ဖျားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းရင်းခရစ်တော်၌ယုံကြည်သူမိသားစုများအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုပါတယ်ဒီကနေ့ကျွန်တော်တို့အတူတကွာအသက်ရှင်သောဖျားသခင်နှုတ်ကပတ်တော်အားဖြင့်မိမိရဲ့အသက်တာကိုပြန်လည်ဆင်ခြင်ခွန်အားယူတည်ဆောက်နိုင်ဖို့ရွေးချယ်ထားတဲ့နှုတ်ကပတ်တော်ကတော့ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး16အပိုင်ငယ်33ပဲဖြစ်ပါတယ်နှုတ်ကပတ်တော်မြတ်ကိုဖတ်လိုပါတယ်သင်တို့သည်ငါ့ကိုအမိပြု၍ငြိမ်သက်ခြင်းရှိစေခြင်းငါဤစကားကိုငါဟောပြောပြီသင်တို့သည်လောက၌ဆင်းရဲဒုက္ခကိုခံရကြလိမ့်မည်သို့တော်လည်းမစိုးရိမ်ကြနှင့်ငါသည်လောကကိုအောင်ပြီဟုမိန့်တော်မူ၏အသက်ရှင်သောဘုရားသခင်နှုတ်ကပတ်တော်ဖြစ်သောကြောင့်ကြားနာကြတဲ့ယုံကြည်သူမိသားစုများအရောက်စတဲ့ပုံမှာဘုရားသခင်အသစ်တဖန်ကောင်းကြီးပေးပါစေဒီကနေ့ဖတ်ရှုလိုက်တဲ့နှုတ်ကပတ်တော်ကတော့မငြိမ်မသက်ဖြစ်နေတဲ့ဤလောကကြီးထဲမှာအတွင်းသဘောငြိမ်သက်ခြင်းနဲ့အသက်ရှင်လျှောက်လန်းနိုင်ဖို့အလို့ငါခွန်အားပေးသောဘုရားသခင်ဤစကားတော်ဖြစ်ပါတယ်။ဤရာကတော့ကျွန်ုပ်တို့ဒီလောကမှာဆင်းရဲဒုက္ခအမျိုးမျိုးကိုခံရကြပါလိမ့်မယ်လို့ပြောသလိုပဲယခုလဲကျွန်တော်တို့မိသားစုတွေအားလုံးလောကရဲ့ဆင်းရဲဒုက္ခတွေကိုအကြိမ်ကြိမ်ကြုံတွေ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ထိုကဲ့သို့ဆင်းရဲဒုက္ခတွေကြုံတွေ့လာတဲ့အခါလူတိုင်းစိုးရိမ်တုန်လှုပ်မှုတွေကြောက်ရွံ့ခြောက်ခြားမှုတွေရှိမှအမှန်ပဲဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့နဲ့အတူရှိတော်မူသောယေရှုခရစ်တော်ဘုရားကတော့ကျွန်တော်တို့ကိုမစိုးရိမ်ကြနဲ့လို့မိန့်တော်မူသောကြောင့်ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာစိုးရိမ်ခြင်းကင်းဝေးဖို့နှလုံးသွင်းခွန်အားယူဆင်ခြင်ရမယ့်ကျမ်းစာကတော့ယေရှုကငါသည်လောကကိုအောင်ပြီဆိုတဲ့စကားပဲဖြစ်ပါတယ်။ဟေဘရဲဩဝါဒစာအခန်းကြီး4အပိုင်ငယ်15အရာဘုရားသခင်ဟာငါတို့ခံရသောဆင်းရဲဒုက္ခများကြောင့်မကျင်နာနိုင်သောသူမဟုတ်ငါတို့ခံရသည့်ဤသူအမျိုးမျိုးသောစုံစမ်းနှောက်ယှက်ခြင်းတို့ကိုခံယူသောသူဖြစ်တော်မူ၏လို့ပြောသလိုပဲယေရှုခရစ်တော်ဘုရားကကျွန်ုပ်တို့ရဲ့အပြစ်ကြောင့်ဤလောကကိုဆင်းကြွလာပြီးလူစားတိခံယူလျက်ဤလောကရဲ့ဆင်းရဲဒုက္ခဟူသမျှကိုသူကိုယ်တိုင်ခံယူကာလဝါကတိုင်းမှာအသေးခံပြီးတကြိုခြင်းကိုခံလျက်3ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တော်မူလျက်ငါသည်လောကကိုအောင်ပြီလို့မိန့်တော်မူသောကြောင့်ဒီကနေ့သူ့ကိုယုံကြည်တဲ့ဖယားသားသမီးတင်တဲ့ကျွန်ုပ်ရဲ့အသက်တာမှာလဲခံစားရတဲ့ဆင်းရဲဒုက္ခတွေကိုကျွန်ုပ်တို့ရဲ့ဖယားကကိုချင်းစာပေးနိုင်တာဖြစ်ပါတယ်သူကိုယ်တိုင်ခံယူဘူးတာဖြစ်တဲ့အတွက်ကြောင့်သူကိုချင်းစာကခံနိုင်ရင်ကွန်အားနဲ့တူကြော်လွှားဖြတ်တန်းနိုင်ဖို့ရန်အတွက်ခွန်အားပေးတကူပေးနိုင်တာဖြစ်ပါတယ်။ဒါကြောင့်မလို့လောကကိုအောင်ခြင်းအခွင့်ဆိုတာကယေရှုခရစ်တော်အားဖြင့်ပဲရတာဖြစ်ပါတယ်။ထိုယေရှုခရစ်တော်ဘုရားကိုယုံကြည်ကိုးစားပြီးမိမိရဲ့အတွင်းနှလုံးသားထဲမှာအုပ်ဆိုးခိုင်းထားမှသာလျှင်ကျွန်တော်တို့ရဲ့အတွင်းနှလုံးသားငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်းတွေကိုခံစားရရှိမှာဖြစ်ပါတယ်။ထိုဘုရားသခင်ကိုမျှော်လင့်ပြီးတော့မှထိုဘုရားကိုအားကိုးခိုလုံမှသာကျွန်တော်တို့အသက်တာမှာတကယ်ကိုငြိမ်သက်ခြင်းနဲ့ပြေဝစေတာဖြစ်ပါတယ်။အဲကြောင့်မလို့ကျွန်တော်တို့ဘယ်လိုပဲဆင်းရဲဒုက္ခအခက်အခဲတွေရင်ဆိုင်ရကြုံတွေ့စေကမူဖယားသခင်ကိုတာ၍အားကိုးခိုလုံကကြုံဘူးတဲ့ဖယားကကိုချင်းစာပေးုံသာမကခံနိုင်ရည်ခွန်အားနဲ့ကြော်လွှားဖြတ်တန်းနိုင်ခွင့်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့အတွင်းနှလုံးသားထဲမှာရှိတဲ့ဖယားကိုအားကိုးခိုလုံပြီးဖယားသခင်အထံတော်မှလူတို့ကြံစည်၍မမိနိုင်သောငြိမ်သက်ဝမ်းမြောက်ခြင်းအကျိုးကျေးဇူးကိုခံစားပြီးယခုရင်ဆိုင်ကြုံတွေ့နေရတဲ့ဆင်းရဲဒုက္ခတွေကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းလျက်နှုတ်ကပတ်တော်မြတ်ကိုညီကုန်းချုပ်လိုပါတယ်။ကြားနာကြတဲ့ယုံကြည်သူမိသားစုများအရောက်စတဲ့ပုံမှာဘုရားသခင်အသစ်တပံကောင်းချီးပေးပါစေ။